Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျမရဲ့အချိုက်ဆုံးအစားအစာလေးဖြစ်ပြီးတော့ချက်ရလေးအရန်အောင်လွယ်တဲ့မုတ်တီလေးချက်ပါမယ်မုတ်တီကပုံမှန်ဆိုရင်တော့အိမ်မှာရှိတဲ့ဂါတစ်မျိုးမျိုးပြုတ်ထားတဲ့အားနဲ့ပဲလွယ်ချက်တာပေါ့နော်ဒီနေ့ကတော့ငရွှေချက်တိုက်လေးရဲ့အာဘူချက်ချောက်လေးတွေပါတော့ဝယ်ထားပြီးတော့တေချာလေးချက်ကြည့်မလို့ပါပထမဆုံးငရွှေချက်တိုက်လေးတွေကိုအယိုးနှင်လိုက်ပြီးတော့ဒီနွေးစုလိုင်းထည့်ပြီးပြုတ်ထားလိုက်တယ်ပြီးလို့ရှိရင်ဒီမှာချက်သွန်ဖြူနဲ့မြုပ်ကောင်းလေးရောထောင်းမှုနဲ့ပြီးလို့ရှိရင်အာဘူရွက်6လေးကိုရေစိမ်ထားရဲ့ပြီးတော့ငပိစိမ်းသားကိုရေနွေးနဲ့ဖြော်ပြီးတော့အနေကျသွားအောင်ခဏထားလိုက်ပါတယ်လို့ရှိရင်တော့ခုနထောင်းထားတဲ့ချက်သွန်ဖြူမျိုးကောင်းထည့်တယ်မြုပ်သီးစိမ်းကိုလည်းတစ်ခါထည့်ပြုတ်လိုက်တယ်ပေါ့နော်မှွေးသွားခြင်းတော့ပြီးရင်တော့သူကထောင်းမှာဆိုတော့ပြန်ဆဲလိုက်ပါတယ်ပြီးအာဘူရွက်လေးလည်းထည့်လိုက်ပါတယ်ပြီးရင်အနေကျသွားတဲ့ငပိရေကိုထည့်ပါမယ်ပြီးရင်တခါစားလို့ရအောင်နည်းနည်းမီလေးပဲညှက်ပြီးပြင်ထားလိုက်ပါတယ်ပြီးတော့ပေါ့ငံထည့်ပါတယ်ဒီမှာပေါ့ငံထည့်ပြီးမီးကြည့်လိုက်တော့ပဲပုံမှန်ကပြုံးနေချက်နေသလိုမျိုးရတာမချိုးလေးလေးမဖြစ်နေဘူးပေါ့နော်ကျမချက်တဲ့နေပဲမလို့လာတော့မသိဘူးငရွှေနဲ့တခါမှမချက်ဘူးဆိုတော့အဲ့နဲ့ကျမအိမ်မှာရှိရင်ငကြီးပြုတ်ထားပြီးတော့နှွေထားလေးပါထည့်လိုက်ပါတယ်အဲ့တော့အရသာအနီးတော့ဖြစ်သွားတယ်ပေါ့နော်ပြီးတော့ဒီမှာအကြော်လေးတွေကိုကျွတ်နေအောင်ပြန်ကြော်ပါတယ်ဒီမှာတော့မုတ်တီစားလို့ရှိရင်ဝစီဘက်ရဲ့ငဖဲနဲ့စားရတဲ့အကြိုက်ဆုံးပေါ့နော်ရှင်တော်ပိုင်းနဲ့ကြိုက်တယ်ချိုးရပဲသွေးပိုင်းနဲ့စားရနော်ဒီကတော့အကုန်လုံးတော့ကြိုက်ပါတယ်အမြဲမုတ်တီဆိုပိုင်းနဲ့စားရဲဒါပေမဲ့နည်းနည်းမြင်ပါမှတော့ဖြစ်မယ်နည်းနည်းမြင်ပါရင်တော့မုတ်တီကိုမကြိုက်ပါဘူးဒီနေ့တော့လောက်ပါပဲတတပါ